တော့ကွင်းထဲမှာတင်းကိုတော့ကောင်းမှုဆုံးအားပေးနေကြတယ်ဖြစ်ပါတယ်ဒီအားပေးတဲ့တွေကိုမြန်မာတင်းဘယ်လောက်ထိတုံးချသွားမလဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ချန်နယ်တွေရာလာတွေပဲပြန်ပြောလို့ပေးထားတယ်ဝယ်ရတော့တစ်ချက်မှားတာနဲ့ကိုချက်ချင်းဆိုလို့တမန်တိုက်စစ်တွေကတော့နှစ်တင်းလုံးဒီမြန်ဆန်ဆန်ပဲပြုတ်လုံနေရတယ်ဖြစ်ပါတယ်ခေါင်းဦးလာညမြန်မာတင်းပဲဒီလိုတိုက်ကနေပေးထားတယ်ညီတန်လိုက်နေပဲမြန်မာတင်းပဲညီတန်ရာလာတွေပဲညီတန်ပဲရာလာပဲညီတန်လမ်းကန်တယ်မြန်မာတင်းရဲ့ဒီပွဲစဉ်မှာရရှိခဲ့တဲ့အကောင်းမှုဆုံးအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်ဒီမြင်မြန်နဲ့တမန်တိုက်စစ်ကနေရလာတဲ့ခွင့်ရကိုညီတန်ရလို့ပဲဖေချမ်းကနေသုံးသက်ကန်သွင်းခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းအိုမန်တင်းရဲ့ကိုသမားအဗ်ဒူလာခါလစ်ကတော့ဒီချိန်မှာကောင်းမှုဆုံးနေထားတဲ့ညီတန်ကန်ချက်ကိုခံစားထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ကျွန်တော်မြန်မာတင်းရဲ့ထိရောက်တဲ့တိုက်စစ်စစ်မှုချိန်ကိုတော့စတင်မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဒေါကမော်ရီယန်နဲ့တွင်းကိုတွေရယူလေကြမြန်မာတင်းကိုရတိုးချနိုင်မှာပိတ်တယ်တော့မကန်နေပေးထားတယ်မတင်မဲရထားသေးရဲ့မြောက်မတင်မဲတော့မကန်နေပေးထားတယ်မတင်ကောင်းတိုက်တယ်မကန်နဲ့ကန်ချက်ကတော့ရိုလီအားပြုတ်နေကြရတယ်ဖြစ်ပါတယ်မတင်မဲပြန်ရှင်းလာတယ်မြောက်ယူခန်ကျော်ဘာချပါရအဲ့မှာဘာချပါရကန်နေညီတကန်နေကနေပေးထားတယ်မာဒီမပြရှင်းလာမြောက်ရှင်းနေအောင်ကြိုးစားနေပဲပြန်လဲဘောလုံးယူကိုကြိုးစားခဲ့ပြီမလဲအမေရိကန်နေမာဒီရဲ့ပရိသတ်တွေကတော့လုံးဝတပွဲလုံးမှာအာမန်ပြည့်နေမာတင်ဂျာလာကောင်းရဖို့အတွက်ကောင်းမှုဆုံးအားပေးနေကြလဲဖြစ်ပါတယ်ဒီအာရီကိုတုံးချပြီးမာတင်တန်ခွဲတစ်ခုပေါ်ဆောင်သွားနိုင်မလားကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်အောင်တီကကနေပေးတယ်ပြန်အောင်တီကပဲပြန်ထားနေမှာအောင်တီကကန်နေကိုဘီခင်ဗျာအကြီးချိန်မှာတော့မာတင်လိုအပ်နေတဲ့ဦးဆောင်တော့ခက်စကအောင်တီကကောင်းမှုဆုံးကန်သွင်းပြီးတော့ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်တကယ်ကိုလှပသေးတဲ့လုံးနဲ့ကန်ချက်တကူတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်အောင်တီကရလာတဲ့ခွင့်ရကိုဖေးချင်းနဲ့ညာချမ်းနဲ့ကောင်းမလို့ဆုံးသက်ပြီးတော့မာတင်ရဲ့ပရိသတ်တွေလိုအပ်နေတဲ့စောင့်မျှော်နေတဲ့သွင်းကိုတကူတော့အောင်တီကချောက်ပွဲပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ကဲဟိုလှပတေတက်လုံးနဲ့သွင်းကိုတကူပါပဲခင်ဗျာအောင်တီဟာတင်းကောင်းတော့ပြီးပြီပဲတောင်းဝင်ကျေးသွားနဲ့ဒီမှာတင်းတော့တင်းကိုတကိုတော့လက်ရှိချိန်မှာထပ်လက်ပပပဲရှာဖွေပေးသွားနိုင်ကြရလဲဖြစ်ပါတယ်တို့တို့ပေးထားတယ်မှာတင်းမဲလင်းရောင်ပြီးတော့တို့ပေးထားတယ်ကောင်းတိုင်းတယ်ကိုးပြပြီခင်ဗျာအကြီးချိန်မှာတော့ဒီမှာတင်းဒုတိယမြောက်ဦးဆောင်ဖို့ယာယူသွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်တိုက်စစ်ကညီတန်းရလာတဲ့ခွင့်ရေးကိုကောင်းမှုဆုံးကောင်းတိုင်းဆုံးသက်ပြီးတော့ဒီမှာတင်းတို့ဒုတိယမြောက်ဦးဆောင်ဖို့ရှာဖွေပေးသွားနိုင်ရလဲဖြစ်ပါတယ်တကယ်ကိုဒုမနာကွင်းထဲမှာတော့ပျော်စရာခိုက်တဲ့နေရာတော့ဒုတိယပိုင်းရောက်မှာတော့မြန်မာပြည်ကစားသမားတွေဖန်တီးပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။လူငယ်ကစားသမားလေးရဲ့မစုံမနစ်စူးစမ်းမှုတွေကတော့ကျွန်တော်တို့တကယ်ကိုအတိမပြုတ်အောင်မှာဖြစ်ပြီးတော့ဒီချိန်မှာလဲလင်းရောင်ရဲ့ဖန်တီးပေးဖို့ကိုညီတက်ဒီမှာပဲဖြစ်ဆုံးတက်ပြီးတော့မြန်မာတင်းတို့ဒုတိယမြောက်ဦးဆောင်ကိုရာယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကနေပေးထားတယ်။မဒီမပြရှင်းနိုင်ဗျာ။ကျင်းအောင်ပဲစကန်နေ။ဒီတန်ရဲ့တိုးလှုပ်တွေကတော့ဒီနေ့ပွဲစဉ်မှာမာတင်တိုက်စစ်မှာတော်လေးရေးပါနေခဲ့ပြီးတော့အိုမာတင်ရဲ့ခက်စသားမတွေတော်လေးခက်ခဲနေကိုထိချုပ်နေရပဲဖြစ်ပါတယ်။ဟောဒီကပြောလို့ပေးထားတယ်။ပြီးတော့ပေးထားတယ် babyဒီမှာတတိယမြောက်ဦးဆောင်ကိုရလူနီပါခွင့်ရေးကိုတော့ရရှိခဲ့တာပဲဖြစ်ပါတယ်ညီတန်မဲရအောင်မြညီတန်ရလာသေးတယ်ညီတန်ရဲ့ခြေစွမ်းတော့ညီမှာတော်တော်လေးတိမတ်ပြုတ်အောင်မြညီတန်မဲဒီချိန်မှာတော့ညီတန်ကိုဟိုမှာတင်းရဲ့တင်းကောင်းဆောင်မိုဟာမက်ဆာလန်ဝယ်ဖို့ကျန်နေခဲ့ပေမဲ့လည်းကွင်လန်ကတော့ကိုယ်ဆက်လက်စားစီရပဲဖြစ်ပါတယ် ဟောကန်ပူဝေးရတယ်ဘောလုံးမြောက်နေတယ်ခေါင်းလေးပေါ်ကျိုးသားရှုပ်ဆက်ခတ်နေတယ်
မာကန်စစ်ကပဲဦးလာခဲ့တာပဲဖြစ်ပါတယ်အိုမန်တင်လက်ခံလာပြီ ဒီဝီယန်ပဲဒီဝီယန်ပဲရလာသေးရဲ့ဗျာဒီချိန်မှာတော့ဒီဝီယန်ဟိုပြည်နယ်ကျူးလွန်ခဲ့ရကြောင်းကွန်လက်တိုင်းတော့ပြည်နယ်မော်ပေးတမပေးထားတာပဲဖြစ်ပါတယ်ဒီချိန်မှာတော့မြန်မာတင်းရဲ့ကစားမဖြစ်တဲ့မြတ်သူနဲ့မန်ဒီရဲ့ကစားမဖြစ်တဲ့ဘာရှာပါရာတို့အချင်းများနေကြတာပဲဖြစ်ပါတယ်မာတင်းနေနေကတော့ဒီနေ့ပွဲစဉ်ပြီးရင်သူတို့တင်းရဲ့အာရှဖလားတီတွားဖို့အတွက်ဆုံးဖြတ်ပေးသွားမယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့နောက်ဆုံးပွဲစဉ်ကိုတော့နိုမာလာ30ရက်နေ့4နာရီချိန်သူကကွင်းထဲမှာစီးရီးယားအသင်းနဲ့ရှင်းမယ်ကစားမှာလည်းဖြစ်ပါတယ်အနည်းဆုံးရမှတ်တမှတ်ရရုံနဲ့ဒီမှာအသင်းအနေနဲ့ကတော့အာရှဖလားစီကိုတွားရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဒီပွဲစဉ်မှာဇာမုံကျဲတဲ့နေတဲ့ဘာရှာပါရာတန်ဝါတနီနဲ့တော့ကွင်းလေတိုင်းကတော့ကွင်းထဲကနေထုတ်ပယ်လိုက်ပြီပဲဖြစ်ပါတယ်ဒီဆုံးမကလည်းစက္ကန့်ပိုင်းလောက်သာလိုအပ်တော့တယ်ဆိုပေမဲ့ကျွန်တော်အစီကံတစ်ဆက်နေတွင်းမှာပဲမာတင်နဲ့အိုမန်တင်တို့ရဲ့ပွဲသားကြီးကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ကဲဟိုပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တစ်ခုကိုတော့မြန်မာလူငယ်တွေမြန်မာပရိသတ်တွေတော့ဖန်တီးပေးခဲ့ပြီးလည်းဖြစ်ပါတယ်သုံးပွဲဆက်ကိုနိုင်ပွဲရယူပြီးတော့နောက်26ခုနှစ် sorry အာရေဗီးယားမှာကျင်းပမယ့်အာရှယူဆက်ခွန်ဖလားပြိုင်ပွဲကိုတွားရဖို့တော့ကတော့မြန်မာအသင်းဒရော်လေးအခြေအနေကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်